မင်္ဂလာပါခင်ဗျာ Life Guide ဘဝလမ်းညွှန် Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာမျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့အောင်မြင်မဲ့သူတွေတိတ်တိတ်လေးပြင်ဆင်နေတဲ့အရာ9ခုဖြစ်ပါတယ်မိတ်ဆွေတို့ရေကျွန်တော်တို့မြင်တွေ့ရတဲ့အောင်မြင်မှုတွေဟာတနေ့တည်းမှာဖြစ်လာတာမဟုတ်ပါဘူးလူတစ်ယောက်အောင်မြင်သွားတဲ့နေ့ကိုလူတိုင်းမြင်ကြပါတယ်ဒါပေမဲ့သူတိတ်တိတ်လေးစူးစမ်းခဲ့တဲ့နှစ်တွေကိုတော့လူနည်းနည်းပဲမြင်ပါတယ်အောင်မြင်မှုဆိုတာကံကောင်းခြင်းတစ်ခုလည်းမဟုတ်ပါဘူး။နေ့တိုင်းပြင်ဆင်နေတဲ့အကျင့်တွေဆုံးဖြတ်ချက်တွေနဲ့တိဆောက်ထားတဲ့ရလဒ်ဖြစ်ပါတယ်။ကိုတိုးတက်အောင်တိတ်တိတ်လေးလုပ်နေတယ်။အောင်မြင်လာမဲ့သူတွေဟာသူများကိုပြိုင်ဖို့ထက်မနေ့ကကိုကြော်ဖြတ်ဖို့ကြိုးစားကြပါတယ်။သူတို့ကနေ့စဉ်စာဖတ်တယ်။အသစ်တွေသင်ယူတယ်။ skill တွေတိုးတက်အောင်လုပ်တယ်။ဘာကြောင့်လဲဆိုတော့သူတို့သိပါတယ်။ကိုတန်မိုးတက်လာရင်အခွင့်အရေးတွေတိုးလာမယ်ဆိုတာကိုပါနှစ်လူတွေအနားယူနေချိန်မှာအနာဂတ်ကိုတိဆောက်နေတယ်တချို့လူတွေကအားလက်ချိန်မှာအချိန်ကိုဖြုံးကြတယ်ဒါပေမဲ့အောင်မြင်ခြင်းတဲ့သူတွေကအနာဂတ်အတွက်ပြင်ဆင်ကြတယ်တနေ့ကိုမိနစ်30ပဲဖြစ်ဖြစ် skill အသစ်တစ်ခုလေ့လာတာကနှစ်အနည်းငယ်အတွင်းကြီးမားတဲ့ကွာခြားမှုဖြစ်လာနိုင်ပါတယ်အချိန်ကိုဘလို့အသုံးချလဲဆိုတာကနောက်တစ်ချိန်ဘယ်နေရာရောက်မလဲဆိုတာကိုဆုံးဖြတ်ပါတယ်။အိမ်မက်ကိုပဲမပြောဘဲစနစ်တစ်ခုတိဆောက်တယ်။လူအများစုကတစ်နေ့အောင်မြင်မယ်လို့ပြောကြပါတယ်။ဒါပေမဲ့အောင်မြင်လာတဲ့သူတွေကပြောတာထက်လုပ်တာကိုဦးစားပေးပါတယ်။သူတို့မှာနေ့စဉ်လုပ်ရမယ့်အစီအစဉ်ရှိတယ်။စီကံရှိတယ်။သေးငယ်တဲ့တိုးတက်မှုတွေကိုစုဆောင်းတယ်။အိမ်မက်ကြီးတွေကိုနေ့စဉ်လုပ်ရက်လေးတွေနဲ့တိဆောက်ကြပါတယ်။လေးညင်းပယ်မှုနဲ့ရှုံးနိမ့်မှုကိုခံနိုင်ရည်တိဆောက်တယ်။အောင်မြင်တဲ့လမ်းမှာအမြဲတမ်းလွယ်ကူနေမှာမဟုတ်ပါဘူး။ဝေဖန်မှုတွေရှိမယ်။အမားတွေရှိမယ်။မအောင်မြင်တဲ့နေ့တွေရှိမယ်။ဒါပေမဲ့အောင်မြင်လာမဲ့သူတွေကအဲ့ဓာတွေကိုအဆုံးလို့မမြင်ပါဘူး။သူတို့ကသင်ခန်းစာလို့မြင်တယ်။ပြင်ဆင်တယ်။ထက်ကြိုးစားတယ်။ငွေကိုသုံးဖို့ထက်တိဆောက်ဖို့တင်ယူနေတယ်။ပတ်စံရလာတာနဲ့သုံးဖို့ပဲစဉ်းစားတဲ့သူရှိပါတယ်။ဒါပေမဲ့တိုးတက်လာမဲ့သူတွေကဒီငွေကငါ့အနာဂတ်ကိုဘယ်လိုကူညီနိုင်မလဲလို့စဉ်းစားပါတယ်။သူတို့ကအသိပညာမှာယဉ်နှီးမြှုပ်နှံတယ်။ skill မှာယဉ်နှီးမြှုပ်နှံတယ်။အခွင့်အရေးအတွက်ပြင်ဆင်တယ်။ငွေကိုပစ္စည်းဝယ်ဖို့ပဲမမြင်ပဲအနာဂတ်တိဆောက်တဲ့ကိရိယာအဖြစ်မြင်ပါတယ်။တိတ်တိတ်လေးအလုပ်လုပ်ပြီးရလက်နဲ့တက်သေးပြတယ်။တချို့လူတွေကလုံးမဲ့အရာတွေကိုအများကြီးပြောကြပါတယ်။ဒါပေမဲ့အောင်မြင်လာတဲ့သူတွေကအတန်ထက်လုပ်ရက်ကိုဦးစားပေးပါတယ်။သူတို့ကလူတိုင်းသိအောင်မကြေညာပါဘူး။နေ့တိုင်းတိုးတက်အောင်လုပ်တယ်။တနေ့မှာသူတို့ရဲ့ရလက်တွေကသူတို့အစားပြောလာပါတယ်။အနာဂတ်ကိုယုံကြည်ပြီးမရက်တန့်ဘူး။အောင်မြင်မှုရဖို့အရေးကြီးဆုံးအရာကဆက်သွားနိုင်တဲ့စိတ်ဓာတ်ပါတခါရှုံးတာနဲ့မပြီးပါဘူးတခါနေတာနဲ့မအောင်မြင်တာမဟုတ်ပါဘူးအရေးကြီးတာကမရက်ဖို့ပါတင်းငယ်တဲ့ခြေလမ်းတွေဟာအချိန်ကြာလာတဲ့အခါကြီးမားတဲ့အောင်မြင်မှုဖြစ်လာပါတယ်ဒီနေ့ကစပြီးပြင်ဆင်ပါကိုတိုးတက်အောင်လုပ်ပါအချိန်ကိုတန်ဖိုးထားပါ skill အသစ်သင်ယူပါစီကံရှိပါငွေကြေးအတွေးပြောင်းပါတိတ်တိတ်လေးစူးစားပါဘယ်တော့မှမရက်ပါနဲ့မိကုံမိတ်ဆွေတို့အောင်မြင်မှုဆိုတာလူတွေမြင်တဲ့အချိန်မှာစတာမဟုတ်ပါဘူးလူတွေမမြင်သေးတဲ့အချိန်မှာစတင်တာပါတိတ်တိတ်လေးတင်ယူနေတဲ့နေ့တွေတိတ်တိတ်လေးစူးစားနေတဲ့ညတွေတိတ်တိတ်လေးကိုပြောင်းလဲနေတဲ့အချိန်တွေကတနေ့မှာလူတိုင်းမြင်တဲ့အောင်မြင်မှုဖြစ်လာပါလိမ့်မယ်ဒီနေ့တင်လုပ်တဲ့အသေးဆုံးပြင်ဆင်မှုတစ်ခုကမနှက်ဖြန်တင်ဘဝကိုပြောင်းလဲနိုင်ပါတယ်။ဒီချက်ထဲမှာတင်ဒီနေ့ကစပြီးပြင်ဆင်ခြင်းဆုံးအရာကဘာလဲ။ခါမန့်မှာမျှဝေပေးခဲ့ပါ Like, share, subscribe. Life Guide ဘဝလမ်းညွှန်အောင်မြင်မှုစိတ်သက်ခွန်အားငွေကြေးတွေးခေါ်များအတွက်နေ့စဉ်အတူတူတိုးတက်ကြပါစို့